မင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့တီတာပေါ့နော်တီတာမြာတာကလကြီးကျိုးရဲ့ဒုတိယမြောက်သင်ခန်းစာနော်ဒုတိယသင်ခန်းစာဖြစ်ပါတယ်ဒီနေ့ကဒါတီတာရဲ့ဒုတိယပိုင်းဖြစ်တဲ့အစိုးရကြီးတော့ဒုတိယပိုင်းပေါ့ဗျာအတီးကပထမဆုံးစပြီးတော့အပိုက်intro ကစပြီးရေးမယ်ဆိုတော့တတိယပိုင်းဒါဟိုပါပေါ့ကန္နာဝန်းကျင်ပိုင်းကိုကျွန်တော်တို့သွားတော့မှာပေါ့နော်ပြီးခဲ့တဲ့ဗီဒီယိုမှာကကျွန်တော်တို့စီးနေဝါအပိုင်းနဲ့တီတာမြာတာအပိုင်းကျွန်တော်တို့ပြခဲ့တယ်ဒီနေ့ကဒါကန္နာဝန်းကျင်ပိုင်းဆက်သွားမှာပေါ့โอเคအဲ့တော့ပြီးခဲ့တဲ့ဗီဒီယိုမှာပြီးခဲ့တဲ့သင်ခန်းစာပြန်ကြည့်မယ်စီနေဝါ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 လေးစီနေဝါစီနေဝါလေးစီနေတီရာမြာငွေသေးပြင်လေဒီမှာပြောလိပြောချင်းပွဲဒီမှာပြောလိပြောချင်းပွဲကျွန်တော်နောက်ဗီဒီယိုတစ်ဖိုင်ထပ်ခွဲမယ်နော်ဘာလို့လဲဆိုတော့အရန်များအောင်မှာဆိုလို့ဒီနေ့ကဒါကန္နာဝန်းချင်းငွေသေးပြင်လေအဲ့ဒီပေါ့နော်ခါပြန်ကြည့်ပါဦးကန္နာဝန်းချင်းငွေသေးပြင်လေကြည့်မယ်ပြီးခဲ့တဲ့သင်ခန်းစာအဆုံးကဒါမျိုးပေါ့နော်လက်ဒီအကုန်လုံးပြောင်းပါမယ်ဘယ်ဘက်လက်ကဒီဘက်ကိုတက်လာမယ်ညာဘက်လက်ဒီဘက်ကိုတက်သွားမယ်ဘယ်ဘက်လက်ညို G မှာရှိမှာနော်ညာဘက်လက်ညိုလက်ခလေကဒါ E နဲ့ F မှာရှိမှာပေါ့နော်အဲ့တော့ညာဘက်လက်ညိုလက်ခလေ E နဲ့ F ကိုပုတ်ပါတယ်ပုတ်တယ်ဆိုတော့ဒီလိုပူဗီတီးတာပေါ့နော်ပူဗီတီးတယ်ဆိုတော့အဲ့လိုဇုံရင်းတီးတာမဟုတ်ဘူးနော်သူကသူ့ရဲ့ပရိယာလေးရှိသေးတယ်ဟိုမရသေးရင်တော့ဇုံမဲတီးပေါ့ဗျာသိလားမရသေးရင်တော့ဒါမျိုးဇုံမဲနှလုံးဖိချတယ်ပေါ့နော်ဒါပေမဲ့ရတယ်ဆိုရင်တော့ဒါမျိုးပေါ့နော်သူလက်ခလေရှက်တယ်လို့ခေါ်တယ်ကျွန်တော်စောင်းမှာဆိုလို့ရှိရင်လက်ခလေရှက်တယ်လို့ခေါ်ပါတယ်သူကလက်ညှိုးလေးကကျိုးနှချောင်းအမြန်တရိတ်ဆိုလို့ခတ်လိုက်တာဒါမျိုးခတ်တီးလိုက်တာပေါ့နော်ဒါမျိုးခတ်တီးပြီးချိန်မှာဒီမှာထားပါတော့ကွာဒါဟိုပါပဲထားပါတော့ကဲဒါနှစ်ကျိုးဒါသုံးကျိုးပဲထားပါတော့အမကသုံးကျိုးကိုထောက်ထားတယ်ကွာအီးပြအောင်လို့ဒါတန်ရိုးမှာပြီပါနော်ပြီးလို့ရှိရင်ဒါမျိုးခတ်လိုက်တယ်ဒါမျိုးခတ်လိုက်တာပေါ့နော်ဒါမျိုးလက်ညှိုးကဒါမျိုးခတ်လိုက်တယ်လက်ခလေကဒီအောက်ကငါးကျိုးကိုပိတ်လိုက်တယ်ဒါကိုလက်ခလေရှက်တယ်လို့ခေါ်ပါတယ်ဒီတန်တရိတ်ဆိုတာနော်အဲ့တန်မျိုးတရိတ်ဒါပေမဲ့ तू ကစနေရတော့ तू ပြီးမထွက်ဘူးဒါပေမဲ့ तू မပြီးတာလေးကပိုနှောင်းကောင်းတယ်စနေရတော့သိနှောင်းကောင်းသူလားအဲ့လိုလေး तू ကဟိုလက်ခလေရှက်တယ်လို့ခေါ်ပါတယ်အဲ့အတန်ကိုလေအဲ့လိုပတ်တလားမှာဆိုတော့ဒီလိုပဲလက်ကိုလို့ဆက်ပြီးတီးတဲ့ပုံစံပေါ့နော် तू ကကျတော့စနေရမှာကျတော့သူတို့ကတော့ဟိုပြောမှဆိုလို့ရှိရင်လက်နှချောင်းနဲ့တီးရတဲ့ဒုတိယလေးဖြစ်တဲ့အတွက်သူတို့ကတော့ဒါမျိုးရှက်ရတယ်လက်ကိုလို့ဆက်ရတယ်ကျွန်တော်တို့ကျတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကဒီမှာလက်10ချောင်းလောက်ရှိတာဟုတ်တယ်မလားအဲ့တော့ဒါမျိုးခက်တယ်ပိုလွယ်တာပေါ့ဗျာတည်ရမလားတီးရတယ်သူကလက်ကလေးပြီးမှလက်ညှိုးတီးရနော်အီးပြီးမှအပ်တီးတာတရိတ်ဆိုတာအဲ့တောင်လို့ကျန်တာနော်တရိတ်အဲ့တောင်လို့ကျန်တာနော်အဲ့တော့အဲ့လိုလက်ကလေးပြီးမှလက်ညှိုးတီးနေအောင်ကြိုးစားပါအဲ့ဒါကိုအမြန်အဲ့တိုင်မျိုးထောင်းပါနော်ဟိုလိုဒီလိုဇုံကြီးမဖြစ်အောင်တော့ကြိုးစားကြည့်ပါဇုံကြီးကတော့တိတ်မှကောင်းအောင်တကယ်တော့သိလားဇုံတီးတာအခြေခံသမားဆိုတော့ဇုံကောင်းပါတယ်ဒါပေမဲ့ဟိုနည်းနည်းမြင့်လာလို့ရှိရင်တော့ဒီခဏအောင်ကြိုးစားကြည့်ပါနော်ထားပါတော့တရိတ်ပြီးလို့ရှိရင်ဘယ်ဘက်လက်ညှိုးချီတရေပူဒါပဲဒီမှာနော်တရေပူနော်တရေပူကျွန်တော်ကဟိုဂျီတန်ကိုတက်လို့အဆင်မပြေလို့ဒီတန်နဲ့ပဲပြောလိုက်တယ်နော်တရေပူပြီးလို့ရှိရင်ညာဘက်လက်မှာဒီတရေပူနေနော်တရေပူနေပြီးရင်ဘယ်ဘက်လက်ညှိုးကဂျီနော်တစ်ခါပြန်ဒီတရေပူနေပူနော်တရေပူနေပူနော်တရေပူနေပူအဲ့ဒါကိုနှစ်ခါတီးမယ်တရေပူနေပူတရေပူနေပူနော်တရေပူနေပူတရေပူနေစာသားကကန္နာပေါ့နော်ဟုတ်ပြီနော်ကန္နာပြီးရင်ဘယ်ဘက်လက်ကပြောင်းကြမလို့ညာဘက်လက်ပြောင်းမယ်ဘယ်ဘက်လက်ညို
G ညာဘက်လက်မ B ဒူနေပေါ့နော်ဘူနေပြင်ဘက်လက်ကလေး F ဘူနေဘူနော်ဘူနေဘူအဲ့တော့ပေါင်းတော့ဟုတ်နော်သူကတရေဒူနေဒူတရေဒူနေဒူဖြောက်ဘူနေဘူဒီထားနော်အဲ့ဖြောက်နဲ့ဘူနေဘူကလည်းနည်းကပ်ပြီးဝင်မယ်တရေဘူနေဘူတရေဘူနေဘူဖြောက်ဘူနေဘူဒီဖြောက်ဆိုတာဝါနော်အဲ့ဒါကျွန်တော်ပြတာနော်တရေဘူနေဘူတရေဘူနေဘူဖြောက်ဒီဖြောက်ဘူနေဘူဆိုဖြောက်နဲ့ဘူနေဘူကကတ်ဝင်တယ်ကျွန်တော်ဘာနဲ့တူလဲဆိုလို့ရှိရင်ဖြောက်ဒလူနော်ဒလူနဲ့သွားပြီးတော့ဆင်တယ်ပုံစံချင်းဝါဝင်တဲ့ပုံစံဒလူနဲ့သွားပြီးဆင်ပါတယ်နော်တရေဘူနေဘူတရေဘူနေဘူဖြောက်ဘူနေဘူဒါဆိုရပြီလို့ထင်တယ်ရှင်းဆက်မယ်ဘယ်ဘက်လက်မ B နဲ့ညာဘက်လက်ကျွဲ F နဲ့စုံပါဘူနေဘူပြောနော်ဘူနေဘူပြောဟလာဘူနေဘူပြောပြီးရင်ဘယ်ဘက်လက်ကလေး F ကိုဒီလိုနဲ့ထားလိုက်ဘူနေဘူပြောဘူနော်အဲ့တော့ကန်နာဝုန်းချင်းနော်တေဘူနေဘူတေဘူနေဘူဘူနေဘူပြောဘူနော်ဟုတ်ပြီဒါပြီးရင်ဘယ်ဘက်လက်ကလေး F နဲ့ညာဘက်လက်ကျွဲ F နဲ့စုံလာတဲ့ခါချက်တီးပါပြီးဘယ်ဘက်လက်ကလေးလေးက F ကိုဒီလိုနဲ့တီးပြောဘူးနော်ပြောဘူးအဲ့လိုပါအဲ့တော့တရေဒူနေဒူတရေဒူနေဒူဘူးနေဘူးပြောဘူးပြောဘူးအဲ့တော့ပြောဘူးကနှစ်ခါဖြစ်တယ်ပထမပြောဘူးက9လုံးတွဲနဲ့ဘယ်ဘက်တစ်ချက်ဒုတိယပြောဘူးက10လုံးတွဲနဲ့ဘယ်ဘက်တစ်ချက်အဲ့ဒါတတိထားကန်နာဝုန်းချင်းဝေနော်တေဘူနေဘူတေဘူနေဘူဘူနေဘူပြောဘူးဒါမျိုးပေါ့ဟုတ်ပြီရှင်းဆက်ပါမယ်ဘယ်ဘက်လက်ညိုး G ညာဘက်လက်တန်း G ပြောဆုံးမနော်ပြောပြီးရင်ဘယ်ဘက်လက်ညိုးကခေါင်းကတီးတဲ့ G ပါပဲညာဘက်လက်ညိုးလေးက D ဆုံးပေါ့ပြောနော်ပြောဒါ10လုံး5လုံးနော်10လုံး5လုံးပြောပြီးရင်ခေါင်းက10လုံးပြန်တီးမယ်ဘယ်ဘက်လက်ညိုး D ညာဘက်လက်တန်း D ပြောနော်တေဘူးနေဘူးတေဘူးနေဘူးဘူးနေဘူးပြောအဲ့လိုလေးပေါ့နော်ပြီးရင်ဘယ်ဘက်လက်မ B နဲ့ညာဘက်လက်ကျွဲ F နဲ့စုံမှာပြောလို့ဖြစ်တယ်နော်ဒါမျိုးပေါ့နော် AC ချင်းမှာကန်နာဝုန်းချင်းဝေသေးပြင်းလေးဒီပေါ့နော်အဲ့တော့ကန်နာဝုန်းချင်းဝေသေးပြင်းလေးဟုတ်ပြီနော်အဲ့ဒီပဲလေ့ကျင့်ထားပါဦးနောက်ကဒီမှာပြောချင်းပေါ့ကျွန်တော်နောက်မှပဲကျွန်တော်ဆက်ပြီးပြင်မယ်တော်တော်စေတော့ဒီလောက်လည်းနားတာပေါ့နော်အဲ့တော့ဝါဟုတ်တော့ကျွန်တော်တစ်ပုတ်လုံးပြီးမှကျွန်တော်တစ်ပိုက်လုံးပြီးမှကျွန်တော်ပေါက်မိရိုက်ပြမယ်နော်လောလောဆယ်လေးတော့ဒီလောက်လေးနဲ့ပဲနားလိုက်ပါအောင်မယ်ခင်ဗျ